နှစ်ပတ်မီးမလာတဲ့အကြောင်းရင်းပါအခုမဟုတ်ဘူးလေအားလုံးတူးလိုက်တာလေတူးလိုက်တာလေဒီလားတဲတွေနဲ့ဆိုတော့ပြည့်နေရေမရှိတော့လေမဟုတ်ဘူးလေသူတို့ဖောက်ချလိုက်တာလေနုံအဲ့လေနုံတူးလိုက်တာလို့နုံတော့မတူးပါဘူးသူတို့ရေအားနဲ့ကျသွားတယ်ဟေးပြုတ်ကြမယ်ကလေးညနော်ပြောလဲစစ်ဒီသေးလေးရပဲဩဒီမှာဒီပိုက်ဒီပိုက်ကနေဟာငါလက်ကမှာဩအေးမဒီပိုက်ကနေချစ်ပေသွားတာဒီစီးတန်းမှာမီးနှစ်ပတ်ပြတ်တဲ့အကြောင်းရင်းပါဒါကတော့